လူငယ်တွေခင်းချင်းများစွာဆိုပြပါမယ်ဘူးတို့ဆရာများလည်းခုလိုစောင့်ပြီးရိုက်ပေးတာအထူးကျေးဇူးတင်ပါတယ်နော်ဒီကကြအလှကွန်ပျူတာလေးပေါ့နော်အဲ့ဒါလေးပြီးရင်လူငယ်တွေသမီးတွေအဝတ်စားလဲတဲ့အတွက်တပုတ်ဖြောပြပေးခြင်းဖြစ်ပါတယ်ဒါပြီးရင်လူငယ်များအတွက်ဖြစ်ပါတယ်ခေတ္တချင်းကဏ္ဍပေါ့ဇက်လို့ပြောမယ်ဆို stage show ပေါ့ဟုတ်လားဒါဗလာဆိုင်ကဏ္ဍပြဒါလေးတပုတ်ကအရေးကြီးလို့အောင်စီပိုင်စီနိုင်စီပွဲပါ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 ရန်ရှိဖို့တောက်စီတော့ရန်ရှိဖို့တောက်စီတော့ရန်ရှိဖို့တောက်ပါစေရန်ရှိဖို့တောက်ပါစေဒီအလှတကားဒီအလှမပွဲကြီးပွဲကောင်းအောင်ပြီလေပွဲကြီးပွဲကောင်းအောင်ပြီလေပေး၍မကုန်လူရည်မခံစဘုဒ္ဓမာလူသက်တတိဒီလူပါလေလူသားကြီးလည်းပြောကနေလူမာကြီးလည်းပြောနေဥဆိုမင်းတိုင်လည်းပြောကနေဒေဝိစနာမုဒ္ဒရာကြီးမြို့သမီးမြို့သားပြောကနေရုံးကြတဲ့လုံးပြောပြီးတိတိဆိုင်ကအိမ်ပြောပြီးချမ်းသာသူပေါနိဗ္ဗာန်ရောက်ပါစေအလှဟောင်းကိုပြည့်အလှတစ်တွေထက်ကပေးနိုင်ကြပါစေသူရှင်များဒါကကျွန်တော်ရဲ့အလှမကြီးဖြစ်ပါတယ်ကောင်းကောင်းတစ်ဖက်ဆိုင်ရအောင်စီပိုင်စီနိုင်စီပွဲပါ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 ရန်ရှိဖို့တောက်စီတော့ရန်ရှိဖို့တောက်စီတော့ရန်ရှိဖို့တောက်ပါစေရန်ရှိဖို့တောက်ပါစေဒီအလှတကားဒီအလှမပွဲကြီးပွဲကောင်းအောင်ပြီလေပွဲကြီးပွဲကောင်းအောင်ပြီလေပြီး၍မကုန်လူ၍မခံပေသဘုဒ္ဓမာလူသက်တတိဒီလူပါလေဟာသာကြီးလည်းပြောကနေလူမာကြီးလည်းပြောကနေသူမင်းတိုင်လည်းပြောကနေဒေဝိစနာမုဒ္ဒရာကြီးမြို့သမီးမြို့သားပြောကနေရုံးကြတဲ့လုံးပြောပြီးတိတိဆိုင်ကအိမ်ပြောပြီးရေကမနဲ့မြည်ဒါရီကြောင့်ရီလောင်းအောင်ရောက်တဲ့စုပါချီပျက်စီးခြင်းမရှိပါပဲနဲ့စက်သမီးလည်းငြိမ့်ပါစေစက်သမီးလည်းငြိမ့်ပါစေအချင်းဝေးရာရှိတဲ့ပမာလထားလို့လေအမကြီး60မောက်တည်တဲ့လူပါနေပြောကနေလူပါကြီးလည်းပြောနေလူသားကြီးလည်းပြောကနေလူပါကြီးလည်းပြောနေမြို့သမီးမြို့သားပြောကနေရုံးကြတဲ့လုံးပြောပြီးတိတိဆိုင်ကအိမ်ပြောဝိလာမဘုံသာလူတဲ့လူပါလေဝိသမြရေဒီညောင်းလို့ကြားတော့ပါပြီတည်ပြီလေဒီမှာလူခဲ့တာ8000နဲ့4000နဲ့လေကျောင်းမဝိတာသာဒနာသမိုင်းရှိခဲ့ပါလေဒီအလူရှင်များနဲ့ဘာသာနာမဖတ်ဒါနာတော့ပါပြီတည်ပြီလေဝိလာမဘုံသာလူတဲ့လူပါလေဝိလာမြရေဒီညောင်းလို့ကြားတော့ပါပြီတည်ပြီလေဒီမှာလူခဲ့တာ8000နဲ့4000နဲ့လေကျောင်းမဝိတာသာဒနာသမိုင်းရှိခဲ့ပါလေဒီအလူရှင်များနဲ့ဘာသာနာမဖတ်ဒါနာတော့ပါပြီ
ကြီးလေးပြောကနေအလူမကြီးလေးပြောကနေဆိုမင်းတိုင်းလေးပြောကနေတော်ရင်စနာမပြောကနေလူဒီမျိုးသားပြောကနေပြောလို့ပြောတယ်လို့ပြောပြီးဒီကိစ္စကအိတ်တော်ကြီးပြောလို့ပြောတယ်လို့ပြောပြီးဒီကိစ္စကအိတ်တော်ကြီးပြောလို့ပြောတယ်လို့ပြောပြီးဒီကိစ္စကအိတ်တော်ကြီးလက်ကုတ်တီအားပေးပါဟိုအလှရှိတော့ရက်ွက်ထက်မှာအလုံးပျော်ကြတယ်နော်